လီအေယာဝတီမကိုလှုပ်ကြံတဲ့သူဟာရန်ကုန်တိုင်းဒေသကြီးအင်းစိန်ကဖြစ်ပြီးချမ်းမြေပင်ဝင်ရွာမအနောက်ဘက်ကလို့သိရှိရာမဲဆောက်မှာမရှိတော့တာကြောင့်မြန်မာပြည်တွင်းကိုပြန်ပြေးသွားပြီလို့ယူဆနေကြရာစူပါဂျာမီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်မှာဆိုလို့ရှိရင်တော့လေဆယ်လီအေယာဝတီမအနေနဲ့ဒီကနေ့ဇန်နဝါရီလ24ရက်နေ့မှာဆိုလို့ရှိရင်တော့ဖြစ်သူမရဲ့နောက်ဆုံးဇာပနနာရေးပွဲဟာပို့ဆောင်ပေးလျက်ရှိနေပြီးတော့ဆယ်လီအေယာဝတီမရဲ့နာရေးမှာလာရောက်သူအတော်လေးကိုများပြားနေတာကိုလည်းတွေ့မြင်ရတာဖြစ်တယ်လို့ဆယ်လီအေယာဝတီမအနေနဲ့လူယုံမာရီရဲ့လောက်ကျန်မှုကြောင့်မလို့အခုလိုမျိုးဆုံးမကွယ်လွန်ခဲ့ရတာဖြစ်ပြီးတော့မတရားမှုအတွက်အခုလိုမျိုးလောက်ကျန်ကဆယ်လီအေယာဝတီမကိုဆုံးမစေခဲ့တဲ့တရားခံတွေကိုအခုချိန်ထိမမိသေးကြောင်းကိုလည်းထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ပြီးဖြစ်ပါတယ်ထိုင်းရဲတပ်ဖွဲ့ရဲ့အတီလင်းထုတ်ပြန်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စူပါဂျော်မီဒီယာအနေနဲ့ဒီကနေ့မနက်မှာပဲသတင်းတစ်ပုဒ်တင်ဆက်ခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အခုညဘက်မှာတွေ့နေရတဲ့လင်းမတစ်ဆင့်တွားရောက်အဆအဆုံးကြည့်ရှုနိုင်ပါတယ်ခုတစ်ခါမှာဆိုလို့ရှိရင်တော့ဖြစ်ဆယ်လီအေယာဝတီမကိုလှုပ်ကြံတဲ့သူကရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်ကဖြစ်ပြီးတော့ချမ်းမြေပင်ဝင်ရွာမအနောက်ဘက်ကနေထိုင်သူတဦးဖြစ်ကြောင်းကိုလည်းသိရှိရပြီးတော့သူရဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာအကောင့်ဖြစ်တဲ့ TikTok စာမျက်နှာထက်ပေါ်မှာတင်ထားတဲ့ဓာတ်ပုံတွေနဲ့အတူသူ့ရဲ့မိသားစုပုံတွေကိုပါလူထုကထုတ်ဖော်လာခဲ့တာဖြစ်ပြီးတော့ဒါပြင်အခုချိန်မှာမနေ့တနေ့ကထွက်ပေါ်လာခဲ့တဲ့ CCTV မှတ်တမ်းတွေအရတရားခံဟာ2ဦးဖြစ်နေကြောင်းတိကျသေးချာနေခဲ့တာဖြစ်ပြီးတော့တရားခံနံပါတ်1အနေနဲ့အေယာဝတီမရဲ့ချစ်သူလို့ပြောဆိုနေကြတဲ့တရားခံတီအောင်တီဟခသူရအောင်နေနဲ့အခုလိုမျိုးရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်ချမ်းမြေစီပင်ဝင်းအတွင်းရွာမအနောက်ဘက်မှာနေထိုင်သူဖြစ်ကြောင်းသိရှိရပြီးတော့တီဟရဲ့အကိုဆိုပြီးတော့ CCTV ထဲမှာဖူးတွေ့တွေ့မြင်ခဲ့ရတဲ့တန်ရရှိသူမျိုးကိုခဖိုးတွေ့ဟာလေမဲဆောက်မှာမရှိတော့ဘဲပျောက်ဆုံးနေကြောင်းကိုထိုင်းရဲတပ်ဖွဲ့ဝင်တွေကထုတ်ပြန်ထားတာဖြစ်ပြီးတော့ဒီကနေ့24ရက်နေ့ရဲ့အေယာဝတီမနောက်ဆုံးခရီးမှာမီးမတကြိုခင်တရားခံကိုမိဖို့အတွက် Facebook စာမျက်နှာထပ်ပေါ်မှာလူထုအများစုကဝိုင်းဝန်းတောင်းဆိုနေကြတာဖြစ်ကြောင်းကိုလည်းသိရှိရခဲ့ပေမဲ့အခုလိုမျိုးမီးတကြိုပြီးစီးသွားခဲ့တဲ့အချိန်မှာတော့မှတရားခံကိုမမိသေးတဲ့အတွက်မြန်မာနိုင်ငံဘက်ကိုထွက်ပြေးသွားလေသလားဆိုပြီးတော့လည်းပြောဆိုမှုတွေကအထူးရှိလို့နေပြန်တာလည်းဖြစ်ပါတယ်ခင်ဗျာဒါအပြင်ခုချိန်မှာဆိုလို့ရှိရင်တော့မဲဆောက်မှာပဲအေယာဝတီမှာအခုလိုမျိုးဆုံးပါခဲ့ရမှုအတွက်ကျူးလွန်သူတရားခံ2ဦးစလုံးမှာမြန်မာနိုင်ငံသား2ဦးဖြစ်တဲ့အတွက်ရဲတပ်ဖွဲ့တွေအနေနဲ့ပူတပြင်းရှာဖွေနေကြဆဲဖြစ်ပြီးတော့အေယာဝတီမှာခေါ်ကိုတင်စော်ထွေးအနေနဲ့အသက်33နှစ်ရှိနေပြီဖြစ်ပြီးတော့ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့မှာဆိုင်တစ်ဆိုင်မှာဘီယာအမီရေခဲတို့နဲ့အတူဝယ်ယူကလမ်းလျှောက်ထွက်သွားတဲ့ CCTV ဖိုင်မှတ်တမ်းတွေအရဆက်ဆက်သိရှိနိုင်ခဲ့တာဖြစ်ကြောင်းကိုလည်းထုတ်ပြန်ထားသလိုသူတို့ထွက်သွားတဲ့လမ်းကအရှိတ်ဘက်တစ်ပင်အောက်မှာခွေးကြောင်ထွက်လာတဲ့ရွာသားတဦးကဆယ်လီအေယာဝတီမရဲ့အလောင်းကိုတွေ့ရှိခဲ့ပြီးတဲ့နောက်မှာရဲတပ်ဖွဲ့ကိုသတင်းပေးပို့ခဲ့ခြင်းတွေကြောင့်အခုလိုမျိုးသိရှိခဲ့ရတာဖြစ်ကြောင်းနဲ့နောက်ဆုံးရအလောင်းစစ်ဆေးမှုချက်လက်တွေမှာတော့ဆယ်လီအေယာဝတီမခေါ်ကိုတင်စော်ထွေးအနေနဲ့တည်ဆုံချိန်မှာဇန်နဝါရီလ20ရက်နေ့နေ့ကင်းတနာရီခွဲအချိန်ကဆုံးပါသွားခဲ့ရတာဖြစ်ကြောင်းကိုလည်းသိရှိရပြီးတော့ဒီထက်ပိုပြီးတော့သူ့ကိုစောစောတွေ့လိုက်ရင်တော့ကယ်နိုင်ကြောင်းကိုလည်းထုတ်ဖော်ပြောဆိုမှုတွေရှိလို့နေတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့အခုချိန်မှာတရားခံတွေရဲ့လိပ်စာအတီတကြကိုလည်းသိနေပြီဖြစ်ပြီးတော့ဘလို့ပဲဖြစ်ဖြစ်မဲဆောက်မှာရှာမတွေ့ရင်တော့မှမြန်မာနိုင်ငံဘက်ကိုထွက်ပြေးလာခဲ့ပါကဝိုင်းဝန်းဖမ်းဆီးပေးကြဖို့ကိုလည်းမျှဝေမှုတွေအထူးရှိနေတာဖြစ်တဲ့အတွက်ဒီသတင်းကြောင်းအလေးကိုတင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းထူးများနဲ့တကွပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတွေကြည့်ရှုအားပေးကြတဲ့ဒုတိယ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ